သူတို့ကအင်ပါယာတွေကိုအနိုင်ယူခဲ့တယ်နိုင်ငံတွေကိုကာကွယ်ထိန်းသိမ်းခဲ့တယ်ရောမအင်ပါယာကိုတောင်ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့အတင်းကျပ်လုပ်နိုင်ခဲ့တယ်ဒါကတော့တင့်ကိုတမိုင်းစာအုပ်တွေမှာမတင်ပေးခဲ့တဲ့အမျိုးသမီးစစ်သူရဲကောင်း9ဦးအကြောင်းပဲဖြစ်ပါတယ်နံပါတ်1ဒါဟိုမီအာဂိုဂျီဘီနင်နိုင်ငံ1600ခုနှစ်များကနေ1890ခုနှစ်များအထိအမျိုးသမီးစစ်သူရဲများနှစ်ပေါင်း2လကျော်တိုက်ပွဲဝင်ခဲ့ပြီးပြင်တစ်ကပ်တွေကိုအနိုင်ယူခဲ့တယ်ကြောက်လန့်နေတဲ့ဥရောပသားတွေကသူတို့ကို Amazons လို့ခေါ်ခဲ့ကြတယ်နံပါတ်2ဇာဇာအိုရဲ့ Queen Amina ပြီးနိုင်ဂျီးရီးယား1500ခုနှစ်များအသက်16နှစ်မှာမြင်းစည်းတပ်ကိုဦးဆောင်ခဲ့ပြီးမြောက်ပိုင်းနိုင်ဂျီးရီးယားဒေသတွေကိုသိမ်းပိုက်နိုင်ခဲ့ယနေ့ဇာရီယာမြို့မှာရှိနေစေတဲ့မြို့ရန်တွေကိုတိစောက်ခဲ့တယ်34နှစ်ကြာအုပ်ချုပ်ခဲ့ပြီးစစ်မြေပြင်မှာပဲကြာဆုံးခဲ့တယ်နံပါတ်3နူဘီးယားရဲ့ Candice ဘုရင်မများဘုရင်မအာမာနီရီနက်စ်ဟာရောမကိုစန့်ကျင်ဖို့စစ်တပ်တွေကိုဦးဆောင်ခဲ့ပြီးရောမတပ်ဖွဲ့ဝင်1000ကျော်ကိုချေမှုန်းခဲ့တယ်။ Agarus Augustus ဟာငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့ဖိအားပေးခံရပြီးအဲ့ဒီနောက်ပိုင်းရောမဟာဘယ်တော့မှထပ်မံကျူးကျော်ခြင်းမရှိတော့ပါဘူး။နံပါတ်4ဇူလူအမျိုးသမီးစစ်သူရဲများသူတို့ကိုစစ်ပညာတွေလေ့ကျင့်ပေးထားပြီးတော်ရင်ကိုရန်တော်အဖြစ်တာဝန်ထမ်းဆောင်ထက်ကြတယ်။တပ်ရင်တွေကိုလည်းဦးဆောင်နိုင်ခဲ့ကြတယ်။ခင်ရှာကရဲ့အတော်မကပိုင်ဟာတော့အမြင့်ဆုံးစစ်ရေးအကြံပေးတရားဖြစ်ခဲ့တယ်။နံပါတ်5ဂါနာမရအာဆန်ဒီဝါ1900 British တွေကရွှေပလင်ကိုတောင်းဆိုတဲ့အခါအမျိုးသားစစ်ကြူးကြီးတွေကဝေခွဲကြတုံစိမ့်နေခဲ့တယ်။အဲ့ဒီခါသူမကရှင်တို့အမျိုးသားတွေမတိုက်ရဲရင်ကျမတို့အမျိုးသမီးတွေတိုက်မယ်လို့ပြောခဲ့တယ်။အသက်60အရွယ်ရွှေပလင်စစ်ပွဲကိုဦးဆောင်ခဲ့တယ်။ဖမ်းဆီးခံရပြီးပြည်နှင်းတံပေးခံရပေမဲ့ရွှေပလင်ကိုတော့ဘယ်တော့မှလက်မလွတ်ခဲ့ရပါဘူး။